ဆိုတော့ကျွန်တော်တို့ကခေါင်းဖောင်းရောက်နေတာပေါ့ခေါင်းဖောင်းမှာဘာတွေတာယာလာပါရင်တရှူမွဲကြည့်ဖွယ်ရတယ်ရှိလေဆိုတာတော့ကျွန်တော်တို့အခုချင်းလိုက်ကြပါမယ်ပြောတယ်အားလုံးကြည့်ကြည့်ကြအောင်ကြည့်ကြည့်မယ်လို့လေမျိုးလေးမှာကျွန်တော်တို့ဒီဖမ်းရဲ့ကျွန်တော်တို့ဒီဖမ်းမှာဆိုရင်9ကန်လည်းရှိပါတယ်အမှန်တန်ကြီးတဲ့9ကန်ကြီးပါ9ကန်ပါ9ကန်ရှိမယ်ဒီလိုကျွန်တော်တို့လာရှိမယ်ချုံရှိမယ်အကုန်ပလောင်ရှိမယ်တော့ဆုံးကဲဘာဝတရားနဲ့သဘာဝတော်ယူသဘာဝအတိုင်းခံစားခြင်းနဲ့ဆိုတဲ့လူတွေတွေ့တော့ဒါကစောင်းချင်းလို့ကောင်းတဲ့နေရာပေါ့နော်စနိုးကရှိမယ်ချောင်းမြောင်းရှိမယ်ကျူဒရာရှိမယ်နော်anything you can entertain yourself here I don't know maybe some of you may not like type of jungle site but we do look at this cable bridge it's really look cool and it does make it something like yeah Labi ama sound labi soဒီလိုမျိုးချောင်းကြီးတွေနော်ဒီလိုချောင်းတွေဒီလိုပါရတဲ့ကျူးသရာတွေနဲ့နော်ကျွန်တော်တို့ဥမာတော်ရွာဘက်ကနေလာတဲ့လူတွေလာဘူးတဲ့လူတွေရှိတယ်ဆိုရင်တော့ရာနော်ဒီလိုချောင်းဒီလောက်ကြီးမားတယ်ဒါတော့ကြီးမားတဲ့ချောင်းတော့မဟုတ်ပါဘူးတကယ်ပြောမယ်ဆိုတော့ဟိုထိုက်လျောက်ကြီးတဲ့ချောင်းပေါ့နော်ဒီလောက်ကြီးတဲ့ချောင်းဆိုရင်ဒါကျွန်တော်တို့ကောင်းကျိုးပွားခုံချလိုက်တရားပွားခုံချလိုက်ရေထဲခုံစင်းလိုက်လို့အကောင်းဆုံးချိန်ပေါ့နော်ရေလည်းရှိတယ်ပေါ့ဗျာနော်သူချောင်းဆိုင်နဲ့သူရေရှိတဲ့ပမာဏလည်း it's fucking damn cool ပြီးတော့ချောင်းတော့ဟိုဘက်ချောင်းနဲ့ဒီဘက်ချောင်းနဲ့နှစ်ခုကြားထဲမှာလည်းit's a own island ဘယ်လိုပြောလဲသူရဲ့ကိုယ်ပိုင်ကျွန်းလေးရှိနေဟောနော်သူကျွန်းလေးကတိုင်းကြီးတဲ့ကျွန်းတော့မဟုတ်ဘူးဒါပေမဲ့တိုင်းကြီးတဲ့ကျွန်းတော့မဟုတ်ဘူးဒါပေမဲ့သူဝင်းထဲမှာကိုယ်ပိုင်ချောင်းနှစ်ချောင်းလို့ဖြစ်သွားပြီးကိုယ်ပိုင်ကျွန်းတစ်ခုရှိတယ်လို့ဖြစ်သွားတဲ့အတွက်သူကတော့ရမ်းမိုက်သွားဒီနေ့ကရမ်းကလို့တာယာလုံးနဲ့ပေါ့ဗျာနော်တာယာလုံးလို့အလဲအရှော့သမီးလာပြီလာပြီလဲမယ်ဒီနေရာတော့ဖမ်းလို့ခေါ်တယ်ဗောနော်အဲ့လိုလုံးဝစုံလင်နေတဲ့အရာတွေတော့ဘီလစ်ခုံမှာရှိတယ်ဘီလစ်ဆိုရင်ဒီဘက်လာကိုလာအကုန်ဒီဘက်လာသွားမယ်Let's go. ဟိုနားတော့ကျွန်တော်တို့ဒီဘက်လုံးချစ်နေနေတဲ့ရဲဘော်တွေညလုံးခေါ်သွားဖို့တော့အဆင်မပြေဘူးနော်တယောက်တည်းပဲခေါ်သွားဖို့စဉ်းစားထားတယ်
သူကတော့ဓာတ်ပုံရိုက်ဖို့ post တွေပါပေးနေပြီဟာလားဓာတ်ပုံရိုက်ဖို့ post ပေးနေရပါသမီးဟာလားဟာသမီးဓာတ်ပုံရိုက်ဖို့ post ပေးနေရလားဟုတ်လားဒါရီဓာတ်ပုံရိုက်ဖို့ post ပေးနေကြပါ ဟုတ်တယ် ဟုတ်တယ်ဟုတ်တယ် let's go လာ let's go လာငါချီပေးနေပြီမြန်လာနှချင်းနဲ့မတော်ရင်ဟို မင်း ဟုတ်တယ်လားအဲ့မသူအဲ့ဟဲ့ကျွန်တော်တို့ရုပ်ထုလေးကိုကြိုက်ပြီးတော့ရုပ်ထုလေးလို့လုံနေရဗျာသူကအဲ့လိုလုံနေရ